မင်္ဂလာပါအာစီမကြိုဆိုပါတယ်မိတ်ဆွေအနေနဲ့ဗီဒီယိုလေးကို Facebook ကအားပေးနေတယ်ဆိုရင် like ရ share follower တွေလုပ်ပြီးအားပေးနေတယ်လို့ YouTube ကအားပေးနေတယ်ဆိုရင်လေဗီဒီယိုကအနည်းငယ်စာတန်းလေးကိုနှိပ်ပြီးဘယ်နဲ့အကောင့်လေးကိုလည်းဒီထားလေးကိုတောင်းဆိုရှင်ပါတယ်ကဲဗီဒီယိုလေးစလိုက်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုစမယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ Facebook တွေကိုတွားရမှာဖြစ်ပါတယ်ကျွန်တော်တို့ကကောက်ဟောက်ပြန်ယူမှာမို့လို့ Facebook တွေကိုတွားပြီးတော့ယူမဲ့အကောက်ကိုကျွန်တော်တို့ Facebook မှာရိုက်ရှာမှာဖြစ်ပါတယ်ကိုလိုရှင်တဲ့ကောက်ကိုတွားရှာမှာဖြစ်ပါတယ်ကျွန်တော်အဲပေါ်စမှာတော့ရှာပြီးတော့ပေါ့နော်အဲကောက်လေးကိုပဲရွေးပါတယ်ဒီ profile ကိုရောက်ပြီးဆိုတော့အမှဘဲနားမှာပါတယ်ပေါ့နော်ကိုကျွန်တော်ဒီကောက်ယူမှာမို့လို့ဒီ profile ထဲဝင်တယ်ဘဲနားက30လေးကိုနှိပ်တယ်ပြီးတော့အောက်ဆုံးမှာပြထားတဲ့အမှ copy link ပေါ့နော် copy link ကိုယူရပါတယ်သူရဲ့ profile copy link ကိုနှိပ်လိုက်ပါတယ်နော် copy link ယူပြီးတော့ရှိရင်ဒီ Facebook ကထွက်လာလို့ရပါပြီနော်ဒီက copy link ပါပဲ copy link ထွက်လိုက်ပါပြီပြီးတော့ကျွန်တော်ဒီဘက် Facebook မှာနေပြီးတော့ login တော့ဝင်မှာပေါ့နော်ခုနယူလာတဲ့ဟိုလေးနဲ့ copy link လေးနဲ့ကျွန်တော်တို့မှာ email လေးမရှိတော့ဘာမှမရှိတော့ဘူးနော်ဖုန်းနံပါတ်မသိတော့ဘူး password လေးမသိတော့ဘူးအားချရှင်အကောင့်တစ်ခုကျွန်တော် share အကောင့်တစ်ခုနဲ့ဝင်မယ်ဆိုတဲ့နေရာလေးကိုနှိပ်မယ်ဒီနေရာလေးရောက်တယ်ပြီးဖုန်းနံပါတ်ကဖုန်းနံပါတ်ဖြတ်လိုက်ပါတော့ဒီက auto ဖြတ်ထားတာသူတို့အဲ့နေရာမှာခုနယူလာတဲ့ copy လာတဲ့ဟိုဟာလေးကိုနှိပ်ပြီးတော့ထည့်လိုက်ပါတော့ copy link လေးထည့်လိုက်copy link ရပြီဆိုတာနဲ့အမှကျွန်တော်တို့ဒီနေရာမှာဘာမှမရှိတော့ဘူးလေရှေ့ကcopy link မှာအကုန်မယူဘူးနော်ကျွန်တော်တို့ share မလို့အဲ့ဒီစာလုံးတွေဖြတ်မယ်အကုန်ဖြတ်ပလိုက်ပါမယ်နောက်ဆုံးမှာပါတဲ့ကဏ္ဍလေးတွေပဲယူမှာပေါ့နော်ကျွန်တော်တို့ဘာမှမရှိတော့ဘူးဖြစ်တဲ့ကြောင့်အမှ password လည်းမသိတော့ဘူး email နေရာမှာ copy link ထည့်လိုက်ပေါ့နော်ပြီးတော့စကောလို့တယ် password လို့တယ် password နဲ့ password မသိဘူး password မေးနေသလားဆိုတာလေးနှိပ်တယ်နှိပ်ပြီးတော့ရှိကျွန်တော်တို့ကသူအကောက်ရှာခိုင်းတယ်ပေါ့နော်အရင်တော့အကောက်ဟောက်ရှာခိုင်းတယ်ဒီနေရာမှာကျွန်တော်တို့က email တစ်ခုထည့်မှာကျွန်တော်ဖုန်းနံပါတ်နဲ့လုပ်လိုက်ရတယ်သူကဖုန်းပြတာအောက်ဆုံးမှာ email ကျွန်တော် email နဲ့လုပ်မှာမလို့ email ရွေးလိုက်ပေါ့နော် email ထည့်တယ် email ကကိုကြိုက်တဲ့ email ထည့်ရရတယ်ဥပမာကျွန်တော် email တစ်ခုထည့်လိုက်တယ်ဒီ email ကကိုရဲ့အကောက်ပေါ့နော် Facebook အကောက်ဖြစ်လာမယ် email ပေါ့နော်ဒီ email နဲ့လုပ်တာပါ email ပြီးရင်ခဏမှားတာ email ရေးတာမှားတာနော်ပြန်ရေးပါမယ်အင်းနီโอเคမပေါ်လာပြီရပြီโอเคပြီးတော့ enter ခေါက်လိုက်မယ်အဲ့ဒါရှင်သူ email ကိုကျွန်တော်တို့ကကုတ်ပို့ပါမယ်နော်ရှင်းဆက်ကိုကျွန်တော်တို့နှိပ်ပါမယ်ပြီးတော့သူတို့ကကုတ်ပို့လိုက်ပြီတဲ့ကျွန်တော်တို့ email ကိုပေါ့နော်ကျွန်တော်တို့ခုနထည့်လိုက်တဲ့ email တစ်ထည့်ကိုကုတ်ပို့လိုက်ပြီအဲဆိုရင်ကျွန်တော်တို့ email တွေတော့ကြည့်မယ်အလေဟောင်းတင်ထွက်လိုက်မယ်နော်ကျွန်တော်တို့ဒီအလေးအောင်လေးကတော့ထွက်မယ်ပြီးတော့ email ထိမှတော့ကြည့်လို့နော်email တွေမှာတော့ကြည့်မယ်ပြီးတော့ဘာပို့ထားပြီလားဆိုတော့ကျွန်တော်ကြည့်ရမယ်ပို့ထားပြီနော်ပို့ထားပါလေအကုတ်နော်ကောက်စီယူရန်ကုတ်ဖြစ်သည်အကုတ်နံပါတ်လေးကိုကျွန်တော်တို့ယူရမှာဖြစ်ပါတယ်မှတ်တော့ဘောနော်နိုင်တယ်မှတ်တော့ကျွန်တော်တို့ copy link ယူတော့မှာဖြစ်တယ် copy ယူလို့ရှိရင်ပေါ်မှာဗါတဲ့ရှောက်ပါလေရှောက်ငါခွန်ဗါအဲ့နှိပ်ထားလိုက်ရှိ copy လိုက်ပေါ့နော် copy လေးကတော့အကုန်လုံးယူတယ်မှာပါ copy ယူပြီးတော့ခုနက Facebook ကိုထည့်ကိုကျွန်တော်ပြန်သွားပါမယ်ခုနက copy လာတဲ့ကုတ်လမ်းမလေးကိုဒီမှာထည့်လိုက်ပါမယ်ဒီပြီးတော့ပြီးဆိုတာနဲ့ကျွန်တော်တို့ရှင်းဆက်ရဆိုတဲ့ကဏ္ဍလေးကိုနှိပ်ပါမယ်ပြာရောက်လေးကိုနှိပ်ပါမယ်ဒီနေရာရလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့အကောက်ကိုတခြားလူတွေတောင်းနေလို့ရှိရင်တခြားလူတွေဖုန်းမှာ log in ထွက်တော့အောင်ဆိုပြီးတော့
အောက်ကဟာလေးကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအောက်ကဟာလေးကိုရွေးမှာပေါ့နော်ပေါ်ကထားလို့ရှိရင်သူတို့ကကျွန်တော်တို့ကောက်သုံးနေလို့ဆက်သုံးလို့ရတယ်အောက်ကဟာလေးကိုထားလို့ရှိရင်သူတို့ကဆက်သုံးလို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတော့80ဆန်းဆိုတာလေးနှိမ့်တယ်အဲ့ဒီနှိမ့်ပြီးတော့ကျွန်တော်တို့စကဖတ်ပတ်စဝပေါ့နော်ပတ်စဝတိပြန်လောက်အောင်မှာဖြစ်ပါတယ်ကိုကြိုက်တဲ့ပတ်စဝကိုဒီမှာရိုက်ထည့်ပါတိထမှာပေါ့နော်ကြိုက်တဲ့ပတ်စဝထည့်ပါရိုက်ထည့်လို့ရပါတယ်ကိုမှတ်မိတွေဟာကိုရိုက်ထည့်ပါကျွန်တော်ရိုက်ထည့်ပါတယ်နော်ဒါပါကိုရိုက်ပြီးပြီဆိုတာနဲ့80ဆန်းဆိုတာလေးပဲနှိပ်ပေါ့နော်โอเคပါ80ဆန်းဆိုတာလေးပဲနှိပ်ပြီးတော့ပြီဆိုတော့ကျွန်တော်တို့သူရဲ့စကားဟောပြန်ပြပတ်စုပ်ပြန်ပြတယ်တရားကြည့်ခိုင်းတယ်ပေါ့နော်ပြီးโอเคလေးနှိပ်ရတဲ့လောင်းကဝင်တော့ပါပြီနော်โอเคလောင်းဝင်တော့ပြီကျွန်တော်တို့အကဟောက်ပြန်ရပါပြီအဲ့တော့သူတင်ပါတယ်အားလုံးအဆင်ပြေနေကြပါရဲ့နော်ကျွန်တော်တို့ email လေးမသိတော့ဘူးဖုန်းနံပါတ်လည်းမသိတော့ဘူး login လည်းထွက်ထားတယ်ပေါ့နော်ဒါမှအရှာအကောက်တော့ဟောတော့ပြီးတော့ copy link သွားပြီးတော့လောက်ရတာပေါ့နော်ကျွန်တော်တို့အရင်ကဟောရပါပြီနော် password လေးအသစ်ဖြစ်သွားပြီ email လေးအသစ်ဖြစ်သွားပြီကောက်တော့အရင်ကောက်ပါပဲနော်နောက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော် password အသစ်ရှင်းလေးတွေပြပါမယ်ပြီးတော့ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ Facebook အကောင့်တွေကို email နဲ့ပြန်ရှင်းလေးတွေပြပါမယ်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးကို up ပေးရဆိုရှင် message တွေအကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယို ANC ကတင်တဲ့ဗီဒီယိုတွေကို like ရ share follow လေးလို့ up ပေးနိုင်ပါတယ်ဆိုတော့ကြောင့် Facebook က up ပေးရဆိုရင် Facebookကျွန်တော်ရဲ့ pin ကို like ရ share follow လေးလုပ်ပြီး up ပေးနိုင်ပါတယ် YouTube က up ပေးရဆိုရင်ဗီဒီယိုအမှရှိတဲ့အနည်းငယ်စာရင်းတွေ up ပေးနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်